အားလုံးပဲမြင်လာပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ဖုန်းရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းအချင်းချုပ်လေးပြောပြပေးသွားပါမယ်ဆိုတော့ဖုန်းဆိုတာကိုလူသမိုင်းမှာစတင်ပြီးတော့ထွန်းကားခဲ့ရတော့1886ခုနှစ်မှာရောက်မှဖုန်းဆိုတာကိုစပြီးတော့ထွန်းကား Graham Bell ဆိုတဲ့ပုဂ္ဂိုလ်က1886ခုနှစ်မတ်လ3ရက်နေ့မှာတယ်လီဖုန်းကိုစတင်ပြီးတော့တီထွင်ခဲ့ပြီးတော့အဲ့မတ်လ9ရက်နေ့မှာပဲသူတို့စတင်ပြီးတော့နော်ဖုန်းကို test လုပ်တယ်ပေါ့ test လုပ်တော့သူ့ရဲ့အကူကိုသူစပြီးတော့ဖုန်းခေါ်ပြီးတော့ပြောတယ်အဲ့အချိန်မှာပထမဆုံးသူပြောခဲ့တဲ့စကား Master Wisdom come here I want to see you ဒီစကားလေးကတော့ကျွန်တော်ဖုန်းဆိုတော့ပထမဆုံးစပြီးဖြစ်လာပြီးတော့ပထမဦးဆုံးလူတွေဆက်သွယ်ပြီးပြောခဲ့တဲ့စကားလေးတစ်ခုဖြစ်မှတ်တမ်းတင်ထားရတာပေါ့ဆိုတော့အဲ့တုန်းကတော့တန်လိုက်နဲ့ကြိုးပါတဲ့ဖုန်းတွေကိုအသုံးပြုခဲ့ကြပြီးတော့ကျွန်တော်တို့ mobile phone တွေကတော့ဒီဘက်နောက်ပိုင်း1983ခုနှစ်မှာစပြီးတော့ mobile phone လောကစခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်1983မှာ mobile phone တွေစတင်ထွန်းကားခဲ့တာ Motorola စတယ်ပြောရအောင် Motorola က Martin Cooper ကပထမဆုံး mobile phone ကိုစမ်းသပ်ထုတ်လုပ်ခဲ့ဆိုတော့အဲ့ဖုန်းကိုနာမည်ပေးခဲ့တာတော့ Motorola Dyna TXC 8000X ဒါပထမဆုံးစခဲ့တာဆိုတော့1983ခုနှစ်မှာစတင်ထွန်းကားခဲ့တယ်ဆိုပေမဲ့ဈေးကွက်ထဲရောက်လာတဲ့အနေအထားတော့မဖြစ်သေးဘူးဈေးကွက်ထဲကိုစပြီးတော့ဘယ်အချိန်မှာရောက်လဲဆိုတော့ကျွန်တော်တို့1983ခုနှစ်မှာအဲ့ဒီ Motorola Dyna TXC 8000X ကိုစပြီးတော့ရောင်းတာအဲ့ကနေပြီးတော့မှတဆင်ကျွန်တော်တို့1990မှာ GSM 2G network စခဲ့တယ်ပေါ့နော်1990ကနေ10စုနှစ်တခုကြာသွားပြီး2000ရောက်တော့အဲ့မှာ 3G ဆိုပြီးထပ်ပြီးတော့ upgrade ဖြစ်သွားတယ်အဲ့မှာ2009ခုနှစ်မှာတော့ပြောင်းလဲမှုကြီးကြီးမားမားဖြစ်တဲ့ကျွန်တော်ရဲ့ smooth ဖြစ်တဲ့ touch screen phone တွေကို2009မှာတော့ Apple နဲ့ Samsung ကစပြီးတော့ပြောင်းလဲကြီးစတင်ခဲ့တယ်ပေါ့ဗျာအဲ့ရနေပြီးတော့မှနောက်ထပ်2020နောက်ပိုင်းနေမှာ 5G နည်းပညာ upgrade ဖြစ်သွားတယ်ဆိုတော့အဲ့လိုတွေဖြစ်လာနေနေမှာဒီယနေ့ခေတ်မှာဆိုလို့ရှိရင်တော့ foldable phone တွေနော်ခေါက်လို့ရတယ်2ခေါက်တွေ3ခေါက်တွေဆိုတော့အဲ့ကနေပြီးမှတစင်ကျွန်တော်တို့ပြောင်းလဲခဲ့ကြတာဒီကနေ့ခေတ်ဖုန်းတွေမှာ AI သုံးလို့ရတယ် 5G ရတယ်ဆိုတော့ဖုန်းတစ်လုံးကအခုဒီနေ့ခေတ်မှာအကုန်လုံးအသုံးဝင်တဲ့အချိန်အထိအစင်းနဲ့အစင်းဒါပြောင်းလဲခဲ့တာပေါ့နော်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဗျ